လစဉ်လာတိုင်းကိုယ့်အိတ်ထဲကိုဝင်လာပြီးတော့ပိုနေတဲ့ပတ်စံတွေဒီ checking saving account တွေတဲ့အိတ်နေမှာတက်ဆိုင်ရင်အကျိုးရှိအောင်ဘယ်နေရာတွေမှာထားလို့ရပါလဲဒီနေ့ဗီဒီယိုမှာတော့ကျွန်တော်အဲ့နီလန်းနေအကြောင်းကိုပွားများသွားမှာဖြစ်ပါတယ်မင်္ဂလာပါကျွန်တော်တို့ရဲ့ Burma to US Notes Channel ကကြိုဆိုပါရစေ။ American ရောက်ကျွန်တော်တို့မြန်မာပြည်ပွားတွေရဲ့ဘွားတွေကိုပုံမတိုးတက်ကောင်းမွန်စေမဲ့နှီးလန်းတွေသိထားစရာအချက်လက်တွေကိုဒီ channel ကနေ share ပေးနေတာပါ။ပြီးခဲ့တဲ့ဘက်တုန်းကကျွန်တော်ဗီဒီယိုတစ်ခုအောက်မှာဒီလိုမျိုး comment လေးတွေတွေ့ခဲ့ရပါတယ်။အပိုဝင်လာတဲ့ပတ်စံကိုဘယ်လိုစုဆောင်းမလဲဆိုတာနဲ့ဒီရင်းနှီးမြှုပ်နှံမှုနဲ့ပတ်သက်တဲ့အကြောင်းတွေကိုပြောပြဖို့ရေးထားတာပါ။ဒီ comment အတွက်နှစ်ယောက်လုံးကိုကျွန်တော်ကျေးဇူးတင်ပါတယ်။ကျွန်တော်လည်းဒီအရင်ကတည်းကဒီ personal finance အကြောင်းပြောဖို့အစီအစဉ်ရှိရတဲ့တိုက်ဆိုင်နေတဲ့အတွက်အခုလိုဗီဒီယိုလေးဖြစ်သွားတာပါဒီဗီဒီယိုအဆုံးမှာတော့ comment ရှင်ကိုအာကာကျော်နဲ့မတ်တင်တင်ချိုတို့အတွက် idea တစ်ခုခုရလိမ့်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ဗီဒီယိုကနည်းနည်းရှည်မှာဖြစ်တဲ့အတွက် coffee လက်ဖက်ရည်နဲ့စာပြေမုန့်လေးတွေအနားမှာစောင့်ထားရင်အေးဆေးကြည့်ကြဖို့အကြံပြုပါတယ်American เจ้าမပြောခင်မှာမြန်မာပြည်မှာရောကျွန်တော်လူတွေငွေပုံငွေရှန်ရှိရင်ဘယ်လိုစုဆောင်းကြလဲပေါ့နော်ကျွန်တော်လက်လှမ်းမိတဲ့နီလန်းတွေကတော့ဒီ Burma fixed deposit နဲ့သွားအပ်တာတို့ဒီရွှေဒေါ်လာဝယ်စုတာတို့ထိတဲ့ပိုလာရင်တော့အိမ်ဝယ်မယ်ကားဝယ်စီးမယ်နောက်ကိုနဲ့ရင်းနှီးတဲ့လုပ်ငန်းတွေမှာ share ထည့်မယ်နောက် commodity လို့ဒီပဲလောင်တာတို့ဘာတို့တွေလဲကိုနီးစက်ရလောက်ကြတာပေါ့နော်ဒီ US မှာတော့အဲ့လိုငွေပုံငွေရှန်ကိုဘယ်လိုပွားအောင်လုပ်မလဲဆိုတော့တချို့စင်တူတဲ့နီလန်းတွေရှိသလိုလုံးဝဆန့်ကျင်တဲ့နီလန်းတွေလည်းရှိပါတယ်အားလုံးသိထားတဲ့အတိုင်းဒီနိုင်ငံရဲ့စီးပွားရေးစနစ်ကမြန်မာပြည်နဲ့တော်တော်လေးကိုကွာခြားတဲ့အတွက်ကြောင့်ပဲတချို့မြန်မာပြည်မှာအလုပ်ဖြစ်တဲ့ဒီကားဝယ်ထားရင်ဈေးတက်တာတို့ဗန်ထဲကငွေကအများနဲ့တက်သက်မှတ်တဲ့အတိုးနှုန်းနဲ့သွားနေတာတို့ဒီနိုင်ငံမှာအလုပ်မဖြစ်ပါဘူးဆိုတော့ကကိုယ့်အတွက်အပိုဖြစ်လာတဲ့ပတ်စံတွေကိုဘယ်မှာထားမလဲပေါ့နော်အရင်ဆုံးကျွန်တော်တို့ရင်းနှီးမြှုပ်နှံတာတွေမလုပ်ခင်ဥမာအိမ်ဝယ်တာတို့ stock share တွေထည့်တာတို့ပေါ့နော်ဒါတွေမလုပ်ခင်မှာကိုယ့်အတွက်ရေးပေါ်လိုအပ်ရင်သုံးဖို့ပတ်စံဘိုးလို့ဆိုရင်တော့ emergency fund လို့ခေါ်ကြပါတယ်အဲ့ဒီအမောင့်ကိုကျွန်တော်အရင်ဆုံးပြည့်အောင်လက်ထဲမှာရှိဖို့လိုပါတယ်ဒီအမောင့်ကတယောက်နဲ့တယောက်မိသားစုတစ်ခုနဲ့တစ်ခုမတူကြပါဘူးအများစုအကြံပြုတာကတော့ကျွန်တော်တို့လစဉ်ကုန်ကြစရိတ်ကိုတတ်မှတ်ပြီးတော့ဒီပမာဏရဲ့3လကနေဒီ6လအကြာစာအတွက်ကိုစုဆောင်းထားဖို့ဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ကလာတိုင်းပေးရတဲ့ဒီအိမ်လကမီတာကတွေစားစရိတ်တွေကျန်းမာရေးအာမခံချက်တို့ကားအတွက်ပေးရတဲ့လစဉ်ကြီးတွေပေါ့နော်အပိုတွေမပါဘဲနဲ့ဝယ်သုံးတာတွေမပါဘဲနဲ့ကိုလာတိုင်းလိုအပ်တဲ့အဲ့လိုပတ်စံပမာဏတွေကိုဆိုလိုတာဖြစ်ပါတယ်ဆိုကြပါစို့ကိုကလစဉ်ရှင်တန်ဖို့အတွက်လိုအပ်တဲ့ပတ်စံက2000ဖြစ်တယ်ဆိုရင်အဲ့ဒီ2000ရဲ့ဒီ3စားကနေ6စားဖြစ်တဲ့6000ကနေဒီ18000ကြားလောက်ပမာဏကိုအရင်ဆုံး cash အနေနဲ့ဘဏ်ထဲမှာဆောင်ထားပြီးမှဒီကျန်တာတွေကိုရင်းနှီးမြှုပ်နှံဖို့ကိုစဉ်းစားစေချင်ပါတယ်ဒီလိုပြောရတာကျွန်တော်အကြောင်းရင်းခိုင်ခိုင်လုံလုံရှိပါတယ်ပထမတစ်ချက်ကတော့ကျွန်တော်တို့အခုလက်ရှိလုပ်နေတဲ့အလုပ်တွေကနေပြုတ်သွားတာတို့ဆူရှီသမားတွေဆိုရင်လည်းဒါစိုင်သိမ်းခံရတာတို့ဘာလို့ပေါ့နော်နောက်ပြီးတော့ကိုကနေမကောင်းတာတို့တခြားမျှော်လင့်မထားတဲ့အကြောင်းကိစ္စတစ်ခုခုဖြစ်တာတို့အတွက်ဆိုရင်ဒီ3လကနေ6လကာလကိုငွေကြေးပိုင်းဆိုင်ရာစိတ်ပူစရာမလိုဘဲနဲ့အရင်ဖြတ်တန်းနိုင်ဖို့အတွက်ပါနောက်တစ်ချက်ကတော့မမျှော်လင့်တဲ့ကုန်ကြစရိတ်ကြီးပေါ့နော်။ကားပြင်လိုက်ရတာတို့စေးုံတက်လိုက်ရတာတို့ဘာလို့ဆိုရင်လည်းဒီအမောင့်ထဲကနေထုတ်ယူသုံးစွဲနိုင်ဖို့အတွက်ဖြစ်ပါတယ်။ဒါပေမဲ့ဒီအမောင့်က emergency fund လို့ခေါ်တဲ့အတိုင်းပဲအရေးပေါ်မမျှော်လင့်တဲ့ကိစ္စရပ်တွေအတွက်ပဲသုံးဖို့တတ်ဖယ်ထားတဲ့အမောင့်ပါ။အပိုကုန်ကြစရိတ်တွေဖြစ်တဲ့ဥမာမြန်မာပြည်ပြန်တဲ့ခရီးစရိတ်တို့ကားအသစ်တို့လေပုတ်အသစ်တို့ဝယ်စီးကျင်တာတို့အတွက်မဟုတ်ပါဘူး။ဖြစ်နိုင်တော့အဲ့ဒီပတ်စံကိုဒီမျက်မြင်ကွယ်ရာဒီဘဏ်အကောင့်တစ်ခုထဲမှာထည့်ထားတင်ပါတယ်။လာတိုင်းဒီပိုတဲ့ပတ်စံကိုမထည့်နိုင်အောင်မှပဲဒီကိုတက်နိုင်တဲ့အမောင့်တစ်ခုကိုဖယ်ပြီးတော့ဒီသတ်မှတ်တဲ့ပမာဏရအောင်စုဖို့ကျွန်တော်အကြံပြုပါတယ်ဒါကတော့ဒီဘောလုံးသဘောတရားနဲ့ပြောမယ်ဆိုရင်ကိုကသူများဂိုးတွေကိုမသွင်းနိုင်ခင်ကိုအသင်းရဲ့ဂိုးပေါက်ကိုအရင်ကာနိုင်ဖို့အတွက်ဖြစ်ပါတယ်အဲ့ဒီလိုပမာဏစုမိပြီဆိုရင်တော့နောက်တစ်ဆင့်ကတော့ဒီကပိုလာတဲ့ပတ်စံတွေကိုဘယ်လိုဆက်လုပ်မလဲဆိုတာကိုကျွန်တော်တို့စစဉ်းစားရတာပေါ့နော်နံပါတ်1အလွယ်ကူဆုံးဒီ risk အနည်းဆုံးကတော့high saving account ပေါ့နော်HYSA လို့အတူကောက်ခေါ်တဲ့ဒီအတိုးနှုန်းမြင့်တဲ့ bank account တွေမှာထည့်ထားတာပါဒါကကျွန်တော်တို့ဗမာပြည်မှာလို့ fixed deposit တွေထည့်ထားပြီးတော့ဘဏ်တိုးထိုင်ယူနေတာနဲ့ဆင်တူပါတယ်ဒါပေမဲ့ဒီဘဏ်တိုးနှုန်းကတော့မြန်မာပြည်မှာလို့ပုံသေးမရှိဘဲနဲ့ဒီ American ဗဟိုဘဏ်သတ်မှတ်ချက်အလိုက်ပြောင်းလဲနေတာပါအခုလက်ရှိကျွန်တော်ဒီဗီဒီယိုရိုက်ကူးနေတဲ့အချိန်မှာတော့ဘဏ်တိုးက4%ဝန်းကျင်ရှိပါတယ်ဒီလိုဘဏ်တွေက online bank အမျိုးအစားတွေများပါတယ်ဥပမာ Discover တို့ဒီ SoFi တို့ CIT Bank တို့တွေပါ
အဲ့ဒီမှာလည်းတချို့ကမေးကြပါတယ်ဒီဘန်တွေက online ကဆိုတော့စိတ်ချရလားပေါ့နော်အဲ့ဒါကတော့ကျွန်တော်တို့ FDIC ဆိုတဲ့စကားလုံးကိုအကြီးကြီးတဲ့စကားလုံးကိုလိုက်ရှာပေးဖို့ပါဒီ FDIC မှာဖြစ်မဖြစ်ဆိုတာနဲ့ရေဘူးရတိုင်းလို့ရပါတယ် FDIC ရဲ့အရှေ့ကောက်ကတော့ဒီ Federal Deposit Insurance Corporation လို့ခေါ်ပြီးတော့ဒါကဘဏ်ငွေကြေးနဲ့ပတ်သက်လို့အာမခံပေးတဲ့အစိုးရ agency ပါဒီ agency ကအကယ်၍ဒီဘဏ်တစ်ခုခုဖြစ်သွားခဲ့ရင်အကောင့်တစ်ခုစီအတွက်ဒေါ်လာ2သိန်းခွဲအထိပြန်ပေးဖို့အတွက်အာမခံထားပါတယ်ဒါကြောင့်ဒီ member of FDIC ဒီ FDIC insurer လို့ဆိုတဲ့စကားလုံးတွေကိုတွေ့ရင်အဲ့ဒီဘဏ်မှာအဲ့လိုအာမခံချက်ရှိတယ်ဆိုတာသိရပါတယ်အဲ့လိုမျိုးဘဏ်မျိုးတွေကိုလိုက်ရှာဖို့လိုပါတယ်အများစုကလည်းရှိတာများပါတယ်အဲ့တော့ဒီလိုဘဏ်တွေမှာအနံချင်းရဲ့ကောင်းကျိုးဆိုးပြစ်တွေကိုလည်းသိထားဖို့လိုပါတယ်ကောင်းတဲ့ချက်တွေကတော့နံပါတ်1ဒီတာမန် checking saving account တွေတက်ဆိုင်ရင်အတိုးနှုန်းများတာပါဥမာတာမန် checking saving account တွေကကျွန်တော်တို့100%တောင်ပေးတာနည်းပါတယ်ဒီလိုချိန်မှာသူတို့ကဒီ300%တို့400%တို့ပေးတာမျိုးတွေပေါ့နော်နံပါတ်2အနေနဲ့ကတော့သူက risk immediate နည်းပါတယ်အများစုကတော့ဒီ FDIC insurer တွေဖြစ်တဲ့အတွက်ကိုယ့်ရဲ့ငွေကြေးကိုကာကွယ်ပေးထားလို့ဒီဆုံးရှုံးစရာတိတ်မရှိနိုင်ပါဘူးနံပါတ်3ချက်ကတော့ liquidity လို့ခေါ်တဲ့ငွေဖော်ရလွယ်တာပါ online ကနေပြီးတော့အချိန်မျိုးဒီပတ်စံကိုလည်းကိုယ့်ဘဏ်ထဲကိုပြန်ပြောင်းလို့ရမယ်ရွှေ့လို့ရမယ်နောက်အပေါ်ကပြောခဲ့တဲ့ဒီ emergency fund လိုမျိုးစုမယ်ဆိုရင်ဒီလို account တွေထဲမှာထည့်ထားတင်ပါတယ်နံပါတ်4ကတော့အများစုကဒီလစင်ကြီးပေးရတာမရှိသလိုအနည်းဆုံးထည့်သွင်းရမယ့်ပမာဏလည်းတော်တော်လေးကိုနည်းတတ်ပါတယ်ဒါကတော့သူ့ရဲ့ကောင်းကျိုးတွေပေါ့နော်စိုးကျိုးတွေဘက်ကိုကြည့်မယ်ဆိုရင်လည်းကျွန်တော်တို့ဒီအတိုးနှုန်းကတသက်မှတ်သေးမရှိဘဲနဲ့ဘိုးဘန်ရဲ့အပြောင်းလဲပေါ်မူတည်ပြီးတော့အတက်ကျရှိနေတာမျိုးတွေပါနံပါတ်2ကတော့ online ကဖြစ်တဲ့အတွက်ဒီအပြင်မှာဘဏ်အဆောက်အုံတွေ ATM တွေကအပြင်မှာမရှိလို့ဒီအကောင့်ထဲကနေတိုက်ရိုက်ပတ်စံအထုတ်သွင်းလုပ်ချင်သူတွေအတွက်တော့အဆင်မပြေပါဘူးဒါပေမဲ့တခြားဘဏ်တွေကို online ကပြန်လွှဲပြီးတော့ထုတ်လို့ရပါတယ်ဘဏ်ပေါ်မူတည်ပြီးတော့တချို့အကောင့်တွေကလစဉ်ငွေထုတ်နိုင်တဲ့အရှိအတွက်ကိုအကန့်အသတ်လုပ်ထားပါတယ်ဥပမာတစ်လကို6ကြိမ်ပဲပေးထုတ်တာတို့ပါတော့ပေါ့နော်နံပါတ်3ချက်ကတော့ဒီရေရှည်ရင်းနှီးမြှုပ်နှံဖို့အတွက်ဒီအကောင့်တွေကမကိုက်ပါဘူးတာမန် checking saving account တွေထက်တိုးနှုန်းများတယ်ဆိုပေမဲ့လည်းအဲ့ဒီရာခိုင်နှုန်းကဒီငွေကြေးဖောင်းပွားမှုနှုန်းနဲ့ရှိရင်တိတ်မကြံနိုင်လို့ပါနံပါတ်4ကတော့ဒီကိုလက်ကျန်ငွေအနည်းဆုံးထားမယ်ပမာဏရှိတတ်ပါတယ်ဥပမာအနည်းဆုံးဒီအကောင့်ထဲမှာဒေါ်လာ900ရှိရမယ်တို့ဘာလို့သတ်မှတ်ချက်တွေပါနောက်ပြီးတော့သူသတ်မှတ်ထားတဲ့လစဉ်ငွေထုတ်နိုင်တဲ့အရေးအတွက်ထက်ကျော်တာမျိုးဆိုရင်လည်းအပို fees တွေပေးရနိုင်ပါတယ်ဒါတွေကိုဒီပတ်စံမထည့်ခင်မှာတတိထားဖို့လိုပါတယ်နောက်ထပ်ဒုတိယနီလန်းအနေနဲ့ကတော့ CD လို့အတိုကောက်ခေါ်တဲ့ Certificate of Deposit account တွေမှာထည့်ထားခြင်းပါသူကခုန HYSA account တွေတက်စားလို့ရှိရင်အတိုးနှုန်းအတက်ကြတော့မရှိပါဘူးဒါပေမဲ့လို့ငွေစုရတဲ့ဒီ saving account ပဲအတိုးနှုန်းတက်ကြမရှိဘဲနဲ့ဒီတရက်သေးနှုန်းတစ်ခုနဲ့စုနိုင်မှာဖြစ်ပါတယ်ဒါပေမဲ့သူကသတ်မှတ်ကာလဥမာ6လတစ်နှစ်တို့เนาะနောက်တဲ့2နှစ်3နှစ်စသဖြင့်အဲ့ဒီအချိန်ကာလပြည့်အောင်လို့ထားပေးရပါတယ်အဲ့ဒီကာလအတွင်းမှာဒီကိုထည့်ထားတဲ့ပတ်စံနဲ့အတိုးတက်နေတာတွေကိုပြန်ထုတ်လို့မရပါဘူးပြန်ထုတ်ချင်တယ်ဆိုရင်တော့ကျွန်တော် penalty တန်ကြေးရှိပါတယ်ဒါကြောင့်ဒီလိုဒီနဲ့စုမယ်ဆိုရင်အပေါ်ကပြောခဲ့တဲ့ဒီ emergency fund ကိုအတွက်အရင်သက်ဖယ်ထားပြီးမှကိုမလိုတော့ဘူးလို့တေချာတဲ့ပတ်စံကိုတီးကြကြဆုံးဖြတ်ပြီးတော့ထည့်ဖို့လိုပါတယ်သူ့ရဲ့အားသာချက်ကတော့အတိုးနှုန်းကဒီအပေါ်က HYSA လိုမျိုးထပ်ပိုကောင်းနိုင်ပြီးတော့ဒီနှုံသားလည်းအပြောင်းလဲမရှိတဲ့အတွက်ကိုပေးမဲ့အတိုးပမာဏအတိုင်းတတ်မှတ်တဲ့ရက်ကိုရောက်သွားရင်အပြည့်အဝရရှိနိုင်တာပါဆိုကြိုးကတော့ဒီရက်မပြည့်မချင်းထုတ်လို့မရတာကြောင့်ငွေဖော်ရလွယ်ကူမှုပေါ့နော် liquidity မှာတော့ HYSA တွေတော့မလွယ်ကူပါဘူးနောက်တချို့ဘဏ်တွေမှာ CD စုဖို့ဆိုရင်အနည်းဆုံးထည့်သွင်းရမယ့်အမောင့်တွေရှိတတ်ပါတယ်နောက်ထပ်ပတ်စံကိုတိုးပေါအောင်လုပ်နိုင်မဲ့တတိယနီလန်းကတော့ဒီ American ဆိုရရဲ့ငွေတိုက်လက်မှတ် Treasury Bill နဲ့ငွေတိုက်စာချုပ် Treasury Bond တွေကိုဝယ်ယူခြင်းပါသူကလည်းဒီ CD နဲ့သဘောတရားချင်းဆင်တူပါတယ်ဒါပေမဲ့ CD လိုဘဏ်တွေမှာငွေအပ်မဲ့အစားဒီအစိုးရစီကိုပတ်စံချေးတဲ့သဘောပါငွေတိုက်လက်မှတ်ဒီ Treasury Bill ကရေတိုပေါ့နော်၄ဘက်ကနေတစ်နှစ်အတွင်းရှိပြီးတော့ငွေတိုက်စာချုပ် Treasury Bond ကတော့ရေရှည်2နှစ်ကနေနှစ်30ထိအောင်ကြာတတ်ပါတယ်သူကလည်းသတ်မှတ်ကာလမရောက်ခင်ငွေကြိုထုတ်လို့ရပါမယ်အဲ့လိုလုပ်မယ်ဆိုရင်ဒီနောက်ဆုံး3လစာအတွက်ရမယ်အတိုးကိုဆုံးရှုံးတာတို့ပါတို့ penalty အနေနဲ့ရှိနိုင်ပါတယ်ဒီလို T-bill တွေဘုန်းတွေကိုအစိုးရ website treasurydirect.gov ကနေတိုက်ရိုက်ဝယ်လို့ရပါတယ်ကျွန်တော်နောက်ဗီဒီယိုတွေမှာတော့ဒီအကြောင်းအသေးစိတ်နဲ့ဒီလိုဝယ်ယူနိုင်မဲ့နည်းလမ်းတွေကိုပြပေးသွားဖို့ရှိပါတယ်နောက်ထပ်နည်းလမ်းတစ်ခုကတော့လူအများကြား popular ဖြစ်ဆုံးဒီ company stock တွေမှာရင်းနှီးမြှုပ်နှံခြင်းပါ
သူကတော့ပေါ်ကပြောခဲ့တဲ့နီလန်းတွေထဲ risk ပိုများတဲ့အတွက်ပို့ပြီးတော့လည်းအမြတ်နိုင်တယ်လို့ဆုံးရှုံးမှုလည်းပိုများနိုင်ပါတယ် stock ဆိုတဲ့အသုံးအနှုန်းကတော့ကျွန်တော်တို့ကုမ္ပဏီတစ်ခုချင်းစီရဲ့အစု share တွေကိုကြီးညွှန်းပါတယ်ဥပမာ Facebook ကိုပိုင်တဲ့ Meta ကုမ္ပဏီရဲ့ stock MEDA Google ကိုပိုင်တဲ့ Alphabet ကုမ္ပဏီရဲ့ stock GOOGL နဲ့ဒီ Amazon AMZN Netflix NFLX စသဖြင့်ပြောတာပါဒီကုမ္ပဏီတစ်ခုရဲ့ဒီ stock ဈေးနှုန်းတွေကိုအကျိုးသက်ရောက်တဲ့အချက်တွေကအများကြီးရှိပါတယ်ဥမာတွေကတချို့ကိုပြောရရင်တော့ဒီကုမ္ပဏီကသူ့ရဲ့3လပတ်စာစီးရင်ကိုထုတ်ပြန်လိုက်တာတို့ဒီပစ္စည်းအသစ်တစ်ခုခုတီထွင်လိုက်တာကြီးညာချက်တစ်ခုထုတ်လိုက်တာစတဲ့အချက်တွေပေါ်မှာအစု share ရှင်တွေရဲ့တုံ့ပြန်ချက်ပေါ်မူတည်ပြီးတော့ကိုဝယ်ထားတဲ့အဲ့ဒီကုမ္ပဏီရဲ့အစု share ဈေးကလည်းနေ့တိုင်းအတက်ကျဖြစ်နေတာပေါ့နော်ဒါပေမဲ့ဒီလိုအတက်ကျမြန်တာကိုကမကြိုက်လို့ stock တစ်ခုချင်းစီမှာမထည့်ခြင်းဘူးဆိုရင်တော့ index fund လို့ခေါ်တဲ့ဒီ ETF တွေကိုစဉ်းစားနိုင်ပါတယ်အဲ့ဒါတွေကတော့ဒီအခြေခံအားဖြင့်ကုမ္ပဏီတစ်ခုချင်းစီရဲ့ stock တွေကိုပေါင်းစပ်ပြီးဖြစ်လာတဲ့ stock ကြီးတစ်ခုပေါ့နော်ဈေးကွက်ဖို့အခေါ်မှာတော့သူ့ကိုဒီ funds လို့ခေါ်ပါတယ်သူကတော့ကုမ္ပဏီမျိုးမျိုးပါဝင်ပြီးတော့ရောဆက်ထားတာဖြစ်တဲ့အတွက်တစ်ခုချင်းစီရဲ့ performance ပေါ်မူတည်နေတာမဟုတ်ဘဲနဲ့အဲ့ဒီအုပ်စုလိုက်အများစုကတက်ရင်တက်တယ်လို့ကြာရင်ကြာတယ်လို့လှုပ်ခတ်နေတာဖြစ်ပါတယ်ကိုကခဏတာအကျိုးမြတ်တွေမဟုတ်ပဲရေရှည်ရင်းနှီးမြှုပ်နှံဖို့အတွက်စဉ်းစားရဲဆိုရင်တော့ဒီလို index fund တွေ ETF တွေကိုဝယ်ယူတာကပိုပြီးတော့ကိုက်နိုင်ပါတယ်ကုမ္ပဏီတစ်ခုချင်းစီရဲ့ stock တွေရောဒီ ETF တွေရောပါနှစ်မျိုးလုံးဝယ်ထည့်ထားတာမျိုးလည်းဖြစ်နိုင်ပါတယ်ဒါတွေကတော့ကိုယ့်ရဲ့အသက်အလုပ်ကိုင်ကိုက risk ဘယ်လောက်ယူနိုင်လဲမယူနိုင်ဘူးစတဲ့အချက်တွေပေါ်မူတည်ပြီးတော့ဆုံးဖြတ်ရမှာပါstock ကိုပဲဝယ် ETF ကိုပဲဝယ်အရင်ဆုံးကျွန်တော်တို့ brokerage account တစ်ခုဖွင့်ဖို့လိုပါတယ်သူကဘဏ်မှာ account ဖွင့်တယ်လို့ပါပဲအဲ့ဒီ account တွေကိုဒီကိုဘဏ်ထဲကပတ်စံတွေလှမ်းထည့်ပြီးတော့bag stock တွေ ETF တွေဝယ်မလဲဆိုပြီးတော့ဝယ်ကြရတာပါတကူတတိပြုတင်တာကတော့ကျွန်တော်ပေါ်ကပြောခဲ့တဲ့ account တွေကနေကျွန်တော်တို့အကျိုးမြတ်ရလာမယ်အတိုးတွေရလာတဲ့အခါမှာနှစ်စဉ်အခွန်ဆောင်ဖို့လိုအပ်တယ်ဆိုတာကိုပါဥပမာကျွန်တော်ပေါ်ကဒီ HYSA account ထဲမှာ9000ထည့်ထားပြီးတော့ဗောနော်နှစ်ကုန်လို့ကျွန်တော်တို့က9200ဖြစ်သွားတယ်ဆိုရင်အဲ့ဒီအတိုးရလာတဲ့200အပေါ်မှာအခွန်ဆောင်ဖို့အတွက်ဒီဘဏ်တွေကနေ tax document တွေထုတ်ပေးပါတယ်အဲ့ဒီစာရွက်တွေကိုအခွန်ဆောင်တဲ့အခါမှာကျွန်တော်တို့ထည့်သွင်းထည့်တွက်ဖို့လိုပါတယ်stock တို့ ETF တို့ဝယ်ထားတယ်ဆိုရင်တော့အမြတ်ထွက်ပေမဲ့ကိုကပြန်မရောင်းမချင်းဒါမှမဟုတ်ရောင်းတဲ့အခါမှာလည်းအရှုံးနဲ့ရောင်းလိုက်တယ်ဆိုရင်အခွန်ဆောင်ဖို့မလိုပါဘူးအပိုဝင်ငွေကိုအနာဂတ်အတွက်စုဆောင်းနိုင်မဲ့နောက်ထပ်နည်းလမ်းတစ်ခုကတော့ IRA အကောင့်တွေမှာပတ်စံထည့်ထားခြင်းပါမြန်မာလိုဆိုရင်တော့ Ireland တပုံတွေကိုခေါ်တာဖြစ်ပါတယ် We are liberating funds on behalf of the professional IRA နောက်တာပါမြန်မာလိုဆိုရင်တော့အငိမ့်စားစုငွေလို့ခေါ်ရမယ်ထင်ပါတယ်ဒီစကလုံးတိုင်းပဲဒီအကောင့်တွေရဲ့သဘောတရားကကျွန်တော်တို့ထည့်ထားတဲ့ကိုယ့်ရဲ့ပတ်စံကိုအနားယူတဲ့အချိန်ဒီအသက်59နှစ်ခွဲပြည့်တော့မှထုတ်လို့ရမှာဖြစ်ပါတယ်ဒီအသက်မတိုင်ခင်ထုတ်ရင်ကျွန်တော်တို့ဒဏ်ကြေးများတဲ့အတွက်ကြောင့်မလို့ကိုယ့်အတွက်တေချာစဉ်းစားပြီးမှဖယ်ချန်ထားဖို့အတွက်အကြံပြုချင်ပါတယ်သူ့မှာ traditional IRA နဲ့ Roth IRA ဆိုပြီးတော့ထပ်ခွဲထားပါတယ် traditional ကတော့ကိုယ့်အလုပ်ကဒီအခွန်ငွေ tax မဖြတ်ခင်မှာပတ်စံကိုစုတဲ့အကောင့်ဖြစ်ပြီးတော့Roth IRA ဆိုတာကတော့ tax ဖြတ်ပြီးကျန်တဲ့ပတ်စံကိုစုတဲ့အကောင့်ဖြစ်ပါတယ်အဲ့ဒီတိုင်းပဲဒီပြန်ထုတ်ကြတဲ့အချိန်မှာလဲ tax မဆောင်ထားတဲ့ပတ်စံနဲ့ဒီ traditional account ကအဲ့ဒီအချိန်မှာ tax ထုတ်တဲ့အချိန်မှာ tax ဆောင်မှာဖြစ်ပြီးတော့ tax ဆောင်ထားပြီးသား Roth IRA account ကတော့ထုတ်တဲ့အချိန်မှာ tax ထပ်ဆောင်စရာမလိုတော့ဘူးပေါ့နော်သူတို့ကတစ်နှစ်ကိုထည့်ဝင်ငွေပမာဏ contribution limit လဲကန့်သတ်ထားတာဖြစ်ပြီးတော့အခုလက်ရှိ2025ခုနှစ်မှာတော့ဒေါ်လာတစ်နှစ်ကိုဒေါ်လာ9000ဖြစ်ပါတယ်အသက်50ကျော်သူတွေအတွက်ဆိုရင်တော့ဒေါ်လာ8000ဒီထိုးပေးထားပါတယ်တချို့အလုပ်တွေမှာ 401k ဆိုပြီးတော့အဲ့လိုဒီ IRA အကောင့်တွေထဲမှာဝန်ထမ်းကပတ်စံစုရဲဆိုရင်ကုမ္ပဏီကလည်းပမာဏတစ်ခုဒီလိုက်ထည့်ပေးတာမျိုးတွေရှိတဲ့အတွက်အဲ့လိုခွင့်ရတွေရှိလာရင်လည်းအသုံးချတင်ပါတယ် IRA အကောင့်နဲ့ပတ်သက်လို့သတိပြုသင့်တာကတော့ဒီအကောင့်ထဲမှာကျွန်တော်တို့ထည့်ထားရုံနဲ့ပတ်စံကကျွန်တော် auto တက်လာမှာမဟုတ်ပါဘူးကိုထည့်ထားတဲ့ပတ်စံကိုအပေါ်ကပြောတဲ့ဒီ stock တွေ ETF တွေ bond တွေCD တွေမှာဒီပြန်လဲရင်းနှီးမြှုပ်နှံမှာပဲကိုစုထားတဲ့ငွေလဲတိုးပွားလာမှာဖြစ်ပါတယ်အပေါ်ကပြောသွားခဲ့တာတွေကတော့ကျွန်တော်တို့လက်ထဲမှာအပိုဖြစ်လာမဲ့ပတ်စံတွေကိုဘယ်နေရာတွေမှာစုထားလို့ရတယ်ဆိုတဲ့အကြောင်းတွေပါဒီဗီဒီယိုကတော့ bird eye view ပေါ့နော်အပေါ်ကနေခြုံငုံပြီးတော့မြင်ကြည့်တာဖြစ်ပါတယ်နောက်ဗီဒီယိုတွေမှာပြောပြသွားတဲ့ဒီနီလန်တစ်ခုချင်းစီအတွက်ဘယ်လိုမျိုးလက်တွေ့ဝယ်ယူလှုပ်ဆောင်နိုင်မလဲဒီအတိုးနှုန်းမြင့်ဘဏ်ကောင်တွေကိုဘယ်လို shopping လုပ်နိုင်မလဲစတဲ့အချက်တွေကိုကျွန်တော်အသေးစိတ်ထပ်ပြောပြဖို့ရှိတဲ့အတွက်ဆက်လက်လေ့လာခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့ရဲ့ Burma to US Note Facebook နဲ့ YouTube page တွေမှာ follow နဲ့ subscribe လုပ်ထားနိုင်ပါတယ်ဒီဗီဒီယိုလေးကကိုယ့်အတွက်အသုံးဝင်တဲ့ထင်ရင် YouTube က like button လေးကိုလည်းနှိပ်ပေးဖို့အတွက်တောင်းဆိုပါရစေ
ကြည့်ရှုအားပေးတဲ့အတွက်အထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ